ကဲဘောဘက်ချစ်သူတို့ရေဒီနေ့ချစ်လာပိုင်းရှိရနေမြန်မာစံတော်ချိန်9နာရီခွဲမှာတော့မြန်မာလေးရစဉ်အမျိုးသားအသင်းကြီးဖြစ်တဲ့ကိုတန်းမိန်တို့ပါဝင်ထားတဲ့အသင်းဟာဆိုရင်ဖြင့်အိမ်ရှင်ထိုင်းအသင်းနဲ့ထိုင်းနိုင်ငံမှာရှင်ပြိုင်မှာဖြစ်ပါတယ်ပရိသတ်တော်များများလည်းတည်ပြီးသွားပါပြီဖြစ်ပါတယ်ကြည့်ရမယ်လိမ့်နေရတော့ Skynet Sport 3ရဲ့ MRTV HD ရဲ့ Channel 9ရဲ့ဆိုပြီး TV လိုင်းရကြည့်ရပြီးတော့ဖုန်းထဲကဆိုရင်တော့ Asian United FC Asian United YouTube နဲ့ Facebook တက်ကနေလွှင့်မယ်ဆိုတာလဲအကားလုံးသိပြီးသားပြီဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒီနေ့ Women League မှာပဲ Women League မှာပွဲလေးတစ်ပွဲရှိနေပါတယ် USC Queen မြန်မာစံတော်ချိန်3နာရီခွဲမှာတော့ရန်ကုန် United အသင်းနဲ့ရန်ကုန် City အသင်းတို့ဟာဆိုရင်ဖြင့်ရန်ကုန် City အသင်းကဂိုးမပေးရတဲ့ဘလို့ပုံစံနဲ့ထက်ဆော့လာအောင်မလဲဆိုတာလဲ Women League ပြည်သက်တွေဆက်ဆောက်ရှိရအထက်ဆောင်ကြည့်ရမှာပေါ့နော်ဒီနေ့တနိုင်ငံလုံးအတိုင်းအတာနဲ့အားပေးမဲ့ပွဲရတော့မြန်မာလက်ရွေးစင်အမျိုးသားအသင်းကြီးရတော့မြန်မာစံတော်ချိန်9နာရီခွဲမှာထိုင်းနိုင်ငံမှာရှင်ပြိုင်မှာဖြစ်ပါတယ်ကဲကြည့်ရမယ့်လိုင်းနေရတော့ MRTV HD Channel 9နောက်တစ်ခုက Skynet Sport 3နဲ့တခြားသော Facebook ရဲ့ကြည့်နေကြ YouTube Live တွေကနေကြည့်ရမှာဖြစ်ပါတယ်ကဲဘောဘက်ရှိသူတွေအတွက်ကတော့ဒီနေ့အစောပိုင်းမှာ Women League ပွဲရှိပြီးတော့ညနေပိုင်းမှာကတော့မြန်မာလေးစီအမျိုးသားအသင်းကြီးရှိပါတယ်မြန်မာလည်းရွေးစီအမျိုးသားအသင်းကြီးဟာဆိုရင်ထိုင်းနဲ့တွဲဆုံမှုတော်တော်များများမှာပြည်သက်ကျင်းနှံ့မှုလောက်ထိမရခဲ့ပေမဲ့ဒီနေ့ဒီအချိန်ဒီပွဲမှာမကြမီအချိန်တော်တွင်းမှာလက်ရွေးစီအမျိုးသားအသင်းကြီးကနီးပြအသည့်ကြီးကဘလို့တွေစွမ်းဆောင်မလဲနီးပြရဲ့ဘလောက်ထိသွားမလဲဆိုတော့မြန်မာစံတော်ချိန်9နာရီခွဲမှာတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဒီနေ့ချစ်လာပိုင်းရှိရဲ့နေ့မြန်မာစံတော်ချိန်9နာရီခွဲထိုင်းအိမ်ရှင်ထိုင်းနိုင်ငံမှာအိမ်ရှင်ဖြစ်ကျင်းပမဲ့မြန်မာလေးရေးစီအမျိုးသားအသင်းကြီးနဲ့ထိုင်းအသင်းတို့ဟာဆိုရင်9နာရီခွဲမှာရှင်ပြိုင်မဲ့အပေါ်မှာတကယ်တမ်းကျရင်စကားအရသာထိုင်းရအိမ်ရှင်တို့သာပြောတာကိုမြန်မာပရိသတ်ကပုံများမှာမှတ်တိုင်းပြရလို့ရှိရင်ကိုမြန်မာအိမ်ကိုအလားတတ်မှတ်ရလောက်တဲ့အနေထားပရိသတ်ကအဲ့လောက်ကိုများနေတာတဲ့တော်တော်များများသတင်းတွေလေးလာခဲ့တဲ့လောက်ဆိုလို့ရှိရင်မြန်မာအတွက်ခွဲတန်းချပေးထားတဲ့တဝက်ကပြည့်သွားတဲ့အပြင်ထိုင်းဘက်ကတဝက်လောက်အထီကိုမြန်မာပရိသတ်တွေကအလောက်ထိကိုများမှာဆိုပြီးသတင်းတွေအများကြီးထွက်နေပါတယ်အဲ့တော့မြန်မာဘောလုံးလောကကြီးပဲဖြစ်ဖြစ်မြန်မာအသင်းပဲဖြစ်ဖြစ်လိုတလုံးမရောက်လို့စိတ်တွေညစ်လို့ပရိသတ်တွေကဆဲဆိုပြောဆိုတာပဲရှိပေမဲ့တကယ်အားပေးရမယ်ဖြစ်လာတဲ့အခါကျရင်12ယောက်မြောက်ပရိသတ်ရင်းတွေကကျိန်လိုက်အခဲလိုက်သွေးတွေစပွတ်လာပြီးကိုမြန်မာအသင်းကိုနိုင်စေခြင်းနဲ့စိတ်တွေဘယ်လောက်ထိများလဲဆိုတော့ပရိသတ်အားသာကြည့်လိုက်ပြီးတော့တွေးကြည့်လိုက်ပြီးတော့ကဲဒီနေ့တော့လုံးဝလွယ်လို့မရဘူးနောက်ကျသွားလို့မရဘူးအိပ်ပျော်သွားလို့မရဘူးเนาะမြန်မာစံတော်ချိန်9နာရီခွဲเนาะ9နာရီက MRTV HD Channel 9 Skynet ဆိုရင် Sport 3နဲ့ Facebook YouTube တွေကနေလွှင့်မှာเนาะဒီနေ့เนาะချလာပိုင်း8ရက်နေ့เนาะ